Hello, mấy số đông này sinh ra cái phụ là Yesu gặp phía trênဖြစ်để số ba phiên lộ phụ trao nào lẽ đi video của nó chat tông chân này phía trên chat bế chân mà nằm bắt thì Yesu gặp tôi có tập ba văn hàng nhau bài sinh đó tụဖြစ်để tay ya khai nô lù taဖြစ်để tay ya khai nô phía trênဖြစ်chẳng tay ya khai nô lù taဖြစ်để số nhà mà chẳng là cố gắng mà số ấy xin mà ta khi mình trả khăn chi lệ bánh tôi bài xả đấy khăn chi lệ bánh tông số xin mà tôi gặp ấy đấy thế là khi mình trả khăn chi lệ bánh người chậu mà tụi cả chuyển ban đấy thế là khi mình trả khăn chi sát tiệt bánh người tông sang ngã mà tụi cả ngồi lúc tụi cả thở đi ra về cả ta đâu mà phiền này trả lú ra tị lú ta phiền chinh của phụ bia chinh phiền bài cha tập mà phía tập hiện phía chinh của bia rồi số này mà chẳng sao cũng biến biểu cố gắng mà số xem mà cũng khi mình trả khăn chi lệ bánh người tông sang phụ mà Yesu cả lệ mong đại một số mà thế là khi mình trả khăn chi sát tiệt bánh người tông lấy sát tông này lấy sát lấy mà từ đó làm ra củaပြန်လေထမ်းရောက်စေတယ်ရှင်မာကုခရစ်ဝင်ကြအခန်းကြီး16အပိုင်းရဲ့6မှာသူကိုတိုင်းတေချင်းကနဲ့ရှင်ပြထမ်းရောက်တယ်ဒီຢာတွေကတာမာလူတယောက်ကလုံနိုင်တဲ့အရာတွေမဟုတ်ဘဲနဲ့ဘုရားသခင်တပါးဒီကလုံနိုင်တဲ့အရာတွေဖြစ်ပါတယ်အဲဒါကြောင့်ဘုရားသခင်ဆုတောင်းခြင်းဒီဘုရားသခင်ဖြစ်ခြင်းကနဲ့ဆုတောင်းတာမဟုတ်နဲ့လူသားဖြစ်ခြင်းကနဲ့ဆုတောင်းတယ်ဆိုတာကိုကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်တို့ကောက်ချက်ချနိုင်ပါတယ်နံပါတ်1ဘုရားသခင်ဒီ Trinity ဘုရားဖြစ်တော့ကြောင့်ဖြစ်ပါတယ် Trinity ဆိုတာကတော့သုံးပါးသစုလို့ပြောပါတယ်ဘုရားသခင်ဒီတပါးဒီဖြစ်တော့လဲပုဂ္ဂိုလ်သုံးပါးရှိပါတယ်ဆိုလိုတာကခမဲတော်ဒီတားတော်မဟုတ်ဘူးတားတော်ဒီလဲဒါရှင်တော်ဝိညာဉ်တော်မဟုတ်ဘူးဆိုတာပါဒါပေမဲ့ Trinity ရဲ့ဤဥပဒေသားအရာဘုရားသခင်ဒီသစုဒီတော်ဘုရားဖြစ်ပါတယ်စင်ယောဟာခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်း9မှာယေရှုကကျွန်ုပ်ဒီကဘာမေကြီးမရှိရှင်ကတဲ့ကပင်ပင်နဲ့အတူရှိနေပြီးသားဖြစ်တယ်လို့ဆုတောင်းခဲ့ပါတယ်ပြီးရင်ဆေယခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်း1မှာယေရှုကကျွန်ုပ်ဒီအစာဦး၌ရှိတယ်လို့ပြောပါတယ်ဒီအရာတွေကဖေရတော်နဲ့သားတော်တို့ကြကဆက်ဆံရက်ကိုပါတယ်တနည်းအားဖြင့် Trinity အတွင်းကဆက်ဆံရက်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်နံပါတ်3 Lord's Prayer ယေရှုကသူ့ရဲ့နောက်လိုက် disciple တွေကိုဆုတောင်းနေတင်ပေးပါတယ်ဒီမှာမဲခွင့်ပြန်မဲရှာရှိတာကယေရှုသူကိုတိုင်ငါတာဆုမတောင်းခဲ့ဘူးဆိုရင်သူ့ရဲ့နောက်လိုက်တွေကိုဘယ်လိုနဲ့ဆုတောင်းနေတင်ပေးမှာလဲပေါ့နော်နောက်ဆုံးနေတဲ့ဗီဒီယိုကိုအဆုံးသတ်မယ်ဆိုရင်ယေရှုဆုတောင်းခြင်းကသူ့ရဲ့ဘုရားသခင်ဖြစ်ခြင်းကိုမြင့်စာနာမဟုတ်ဘဲနဲ့လူသားဖြစ်ခြင်းကိုပို့ပြီးမှပေါ်လို့ဆင်ခြင်းဖြစ်ပါတယ်။ဘုရားသခင်ဒီမိတ်ဆွေနဲ့ကျွန်ုပ်ကိုအပြစ်ကနဲ့ကယ်တင်ရာရွေးနှုတ်ဖို့ရာအလုံးကလူသားတိကိုယေရှုဟူသောအမင်ကိုခံယူမှဖြစ်မဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ယေရှုပြည့်တဲ့ကြောက်ချက်စီတန်ကြေးရတင်ပါတယ်။